အားလုံးပဲမင်္ဂလာပါတီမောရာကနေကြိုဆိုပါတယ်စေကိုနာရီတွေထဲမှာတချို့ကဒေါ်လာ100လောက်ပဲရှိပြီးတချို့ကဘာလို့ဒေါ်လာထောင်ချီတောင်းချီပြီးဈေးကြီးနေရတာလဲဆိုတာတင်စဉ်းစားဘူးပါသလားလှုပ်ဝက်ချက်ကတော့နာရီရဲ့နှလုံးသားဖြစ်တဲ့စက်ပိုင်းဆိုင်ရာယန္တရားမူးမန့်တွေမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့နာရီဝယ်တဲ့အခါကိုပါဝယ်နေလဲဆိုတာတေချာသိရအောင်စေကိုရဲ့မူးမန့်အမျိုးအစားတွေအကြောင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ mechanical လို့ခေါ်တဲ့စက်ပိုင်းဆိုင်ရာယန္တရားတွေကနေစလိုက်ရအောင်သူတို့ကဘက်ထရီလုံးဝမလိုပဲဂီယာတွေစပရင်တွေနဲ့ပဲအလုပ်လုပ်တာပါအထင်ရှားဆုံးကတော့အရင်တုန်းကလူကြိုက်များခဲ့တဲ့စေကိုဖိုက်တွေမှာသုံးခဲ့တဲ့ 7S series တွေပါအရန်ခိုင်ခန့်ပေမဲ့လက်နဲ့ရစ်ပတ်အားသွင်းတဲ့ hand winding နဲ့အချိန်ညှိရင်စက္ကန့်တန်ရက်တဲ့ hacking စနစ်တွေမပါပါဘူးဒါပေမဲ့သူ့ရဲ့အားသာချက်ကတော့အရန်ကိုခိုင်ခံပြီးရိုးရှင်းတဲ့အတွက်ပြုပြင်ထိန်းသိမ်းမှုတိတ်လုပ်เสียမလို့ပဲနှစ်ပေါင်း10နဲ့ချီတဲ့အထိအကျန်းခံအလုပ်လုပ်ပေးနိုင်တာပဲဖြစ်ပါတယ်ဒါကိုအဆင့်မြင့်လိုက်တာကတော့ယခုခေတ် Prospex နဲ့ Prexit model တွေမှာသုံးတဲ့ 4R series ဥပမာ 4R35 4R36 ပါသူ့မှာတော့ hand winding ရော hacking ပါဝင်လာပါပြီအလဲလက်တန်းစားနာရီတွေအတွက်ကတော့ 6R series ဖြစ်ပြီးစွမ်းအင်တို့လောက်နိုင်စွမ်း Power Reserve 50ကနေ80နာရီအထိရနိုင်ပါတယ်1969ခုနှစ်မှာစေကိုဟာကမ္ဘာပထမဆုံး quartz နာရီဖြစ်တဲ့ Astron ကိုထုတ်လုပ်ပြီးနာရီလောကကိုပြောင်းလဲခဲ့ပါတယ် quartz ဆိုတာဘက်ထရီနဲ့ quartz ပုံဆောင်ခဲကိုသုံးပြီးအလွန်တိကျတဲ့အချိန်ကိုပြပေးတာပါ 7N နဲ့ 7D series တွေကတော့နေ့စဉ်ဝတ်တာမန်နာရီတွေနဲ့အချိန်မှတ် chronograph တွေမှာအများဆုံးသုံးပါတယ်နောက်ထပ်နာမည်ကြီးတာကနေရောင်ခြည်နဲ့အလင်းရောင်ကနေအားသွင်းပေးတဲ့ဆိုလာစနစ်သုံးပြီး series တွေပါအမြင့်ဆုံး quartz အနေနဲ့ 8F series ရှိပြီးသူကတစ်နှစ်လုံးနေမှာစက္ကန့်ပိုင်းလောက်ပဲအချိန်လွှဲနိုင်တဲ့အပြင်ဘက်ထရီသက်တမ်းကလည်း10နှစ်အထိခံပါတယ်နောက်တစ်ခုကတော့ kinetic movement ပါသူက quartz ရဲ့တိကျမှုနဲ့ automatic နာရီတွေရဲ့အလိုလျောက်အားသွင်းစနစ်ကိုပေါင်းစပ်ထားတဲ့ hybrid နည်းပညာပါလက်ကောက်ဝတ်လှုပ်ရှားမှုကနေလျှက်စစ်စွမ်းအင်ထုတ်ပြီးဘက်ထရီသို့မဟုတ်ကပစီတာမှာတင်ဆေးပေးတာပါလပေါင်းများစွာအားခံတဲ့ 5N series နဲ့လတွေနှစ်တွေကွာခြားတာကိုပါအလိုလျောက်တွက်ချက်ပြောင်းပေးတဲ့ perpetual calendar ပါတဲ့ 7D series တွေကအရန်ကိုနာမည်ကြီးပါတယ်နောက်ဆုံးအမြင့်ဆုံးအဆင့်ကတော့ sprint ride နဲ့ grand seiko ပါပဲ sprint ride က mechanical စွမ်းအင်ကိုသုံးပေမဲ့ quartz စနစ်နဲ့အချိုးကျထိန်းချုပ်ထားလို့တစ်ရက်ကို10စက္ကန့်လောက်ပဲအချိန်ကွာခြားနိုင်ပါတယ်စက္ကန့်တန်လေးရွေ့သွားတာကလည်းတစ်ချက်ချင်းခုန်မနေပဲလုံးဝကိုအီဆက်ချုံမွေ့စွာရွေ့ရနေတာပါ Grand Seiko ကတော့ Switzerland စိန်ခံနာရီတွေကိုရှင်ပြိုင်ဖို့ထုတ်ထားတဲ့အမြင့်ဆုံး brand ဖြစ်ပြီး 9S Mechanical 9F Quartz နဲ့ 9R Sprint Ride ဆိုတဲ့အကောင်းဆုံးယန္တရားတွေကိုပဲတက်ဆင်ထားတာဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့စေကိုရဲ့မူးမန့်တွေအကြောင်းကိုတော်တော်လေးနားလည်သွားလောက်ပြီထင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဘယ်မူးမန့်အမျိုးအစားကိုအကြိုက်ဆုံးလဲကိုလက်ကောက်ဝတ်မှာဘယ်လိုနာရီမျိုးကိုပတ်ထားခြင်းလဲဆိုတာကွန်မန့်မှာရေးသွားပေးပါဦး